ငွေကြေးနဲ့ပတ်သက်တဲ့သူတိုင်းအမြဲနားထောင်တဲ့ပုံမြင်လေးတစ်ပုဒ်ငွေကြေးဆိုတာရှိနေသေးသည်ဘယ်တော့မှယူမသွားမဲ့ပုံမြင်လေးတစ်ပုဒ်နှစ်ပေါင်းထောင်ချီရှိနေခဲ့ပေမဲ့ဒီနေ့အထိလူတွေအတွက်အသိပညာတွေပေးနေတဲ့ပုံမြင်လေးတစ်ပုဒ်ပုံမြင်လေးကဒီလိုပါဘေဘီလုံမြို့မှာအာခတ်ဆိုတဲ့လူငယ်လေးတစ်ယောက်ရှိတယ်အာခတ်ဟာရှင်သေးပြားတွေပေါ်မှာစာတွေကိုရေးထွင်းရတဲ့အလုပ်ကိုလုပ်တယ်တနေ့မှာအာခတ်ဟာချမ်းသာကြွယ်ဝသူတွေနဲ့အကောင်းသားသုံးဆောင်ပစ္စည်းတွေကိုတွေ့ရတဲ့အခါဒီလိုအတွေးဝင်လာတယ်လောကမှာကောင်းသောသုံးဆောင်ပစ္စည်းတွေကောင်းပြီညွန်မေဆိုတဲ့အစားအစာတွေဈေးကြီးဆုံးရန်နာပစ္စည်းတွေငါ့ပတ်ဝန်းကျင်မှာအများကြီးပါလားလူဖြစ်နေတော့ဒီလိုသုံးဆောင်နေတဲ့စီးစိမ်ချမ်းသာတွေကိုငါခံစားရမှဖြစ်မယ်သူများနေခံစားဆန္ဒနေတာကိုအဝေးကနေငေးကြည့်ပြီးရောင်ရဲတင်းတိမ်မနေနိုင်ဘူးလို့အာခတ်စိတ်ပိုင်းဖြတ်လိုက်ပါတယ်ဒါနဲ့အာခတ်ဟာချမ်းသာကြွယ်ဝတဲ့မဲ့နီလန်းတွေကိုလေ့လာတယ်ရှာဖွေတယ်ဒီချိန်မှာပဲအာခတ်စီကိုတထေးအေကာမေးရောက်လာပါတယ်အာခတ်ကိုစာမှုတစ်ခုကိုကူးရေးဖို့အတွက်လှုပ်လာရတာပါဒီအခါမှာအာခတ်ကဒီလိုတောင်းဆိုပါတယ်တထေးကူးရေးခိုင်းတဲ့စာမှုကိုအချိန်မီပြီးစီအောင်ကျွန်တော်ကူးပေးပါမယ်ဒါပေမဲ့တထေးကြီးကစာကူးကအနေနဲ့ငွေကြေးတစ်စုံတစ်ရာကိုမပေးပါနဲ့တထေးကြီးလိုချမ်းသာအောင်လုပ်နိုင်တဲ့နီလန်းတွေကိုပြောပြပေးပါလို့တောင်းဆိုလိုက်ပါတယ်ဒီအခါမှာတထေးအေကာမေကပြုံးလိုက်ရင်မင်းတော်တော်လဲတဲ့ကောင်ပဲဒါပေမဲ့မင်းရဲ့အပေးယူငါသဘောတူရဲ့လို့ဂရီပေးပါတယ်ဒါနဲ့အာခတ်ဟာတထေးပေးတဲ့စာမှုကိုရှင်သေးပြားတွေပေါ်မှာတညာလုံးထွင်းထူတယ်သူ့ရဲ့မျက်လုံးတွေကကျိန်းဆက်ပြီးလက်တွေဟာအန်သေးလူနီးပါးဖြစ်လာခဲ့ပြီမဲ့သူဟာကြိုးသားထွင်းထူခဲ့ပါတယ်မနက်မိုးလင်းလို့တထေးအေကာမေးရောက်လာတဲ့အခါမှာတော့စာမှုဟာပြီးစီးနေခဲ့ပါပြီတထေးအေကာမေးဟာသဘောကျသွားပြီးသူ့ရဲ့ဂရီအတိုင်းချမ်းသာကြွယ်ဝရေးနီလန်းတွေကိုအာခတ်ကိုပြောပြပေးပါတယ်မင်းသေးသေးချာချာမှတ်ထားကောင်းလေးငါရတဲ့ဝင်ငွေရဲ့တစ်စိတ်တစ်ပိုင်းဟာငါရဲ့ကိုယ်ပိုင်ဥစ္စာဖြစ်ရမယ်လို့ယတိပြတ်ဆုံးဖြတ်လိုက်တဲ့နေရာစပြီးငါဟာချမ်းသာကြွယ်ဝရေးနီလန်းတွေကိုစာပြီးတွေးခဲ့တော့တာပဲလို့အေကာမစ်ကပြောပါတယ်အာခတ်ဟာစိတ်ထဲမှာမရှင်းသေးတာကြောင့်ကိုရှာဝေလို့ရတဲ့ငွေဟာကိုယ့်ရဲ့ဥစ္စာပစ္စည်းတွေပဲမဟုတ်လားလို့ပြန်မိတဲ့အခါတထေးကြီးကခေါင်းကိုခါလိုက်ပါတယ်ဟုတ်လို့လားကောင်းလေးရဘေဘီလုံးမှာမင်းငွေမသုံးမဲနေလို့ရတဲ့ရက်တွေရှိခဲ့ရဲ့လားအင်ကြီးအတွက်အချုပ်သမားကိုငွေပေးရတယ်ဖနက်အတွက်ဖနက်ချုပ်သမားကိုငွေပေးရတယ်စားဖို့အတွက်ပေါင်မုံဖုတ်သမားကိုငွေပေးရတယ်မင်းရတဲ့ငွေတွေကိုမင်းပြန်သုံးလိုက်ရတာပဲမဟုတ်လားဒီတော့မင်းပင်မန်းရှာလို့ရခဲ့သမျှဟာသူများအတွက်ဖြစ်နေခဲ့တာပဲလေဒီလိုမဟုတ်ဘဲမင်းရလာတဲ့ဝင်ငွေရဲ့10ပုံတစ်ပုံလောက်ကိုသာစုဆောင်းထားနိုင်ရင်နောက်10နှစ်မှာမင်းဘယ်လောက်စုမိနေမလဲအာခတ်ကချက်ချင်းပြန်ဖြေလိုက်ပါတယ်တနစ်စာစုမိနေမှာပေါ့တဝက်ပဲမှန်တဲ့ကောင်းလေးမင်းစုမိထားတဲ့ငွေသားတိုင်းဟာမင်းအတွက်အလုပ်လုပ်ပေးမယ်ကြေးကျွန်တွေဖြစ်လာလိမ့်မယ်အဲ့ဒီကြေးကျွန်တွေကနေနောက်ထပ်ငွေသားတွေတိုးပွားလာအောင်ထပ်ရှာပေးလိမ့်မယ်ဒီလိုပုံစံနဲ့မင်းရဲ့ငွေတွေထပ်ခါတိုးပွားလာအောင်လုပ်နိုင်တဲ့တနေ့မှာမင်းဟာချမ်းသာကြွယ်ဝတဲ့သူတစ်ယောက်ဖြစ်လာမှသိကြပဲဥစ္စာဒနာဆိုတာတစ်ပင်နဲ့တူတယ်မျိုးစေ့သေးသေးလေးကနေကြီးထွားလာတာမျိုးကွဒီနေ့စုပြီးတဲ့မင်းရဲ့ငွေနဲ့ငယ်ကနောက်တစ်ချိန်မှာဖြစ်လာမဲ့ဥစ္စာဒနာပင်ကြီးရဲ့မျိုးစေ့ဖြစ်လိမ့်မယ်မျိုးစေ့ကိုစောစောချနိုင်ရင်စောစောပင်ပေါက်မယ်ကိုကထက်တန်တဲ့စိတ်ဓာတ်နဲ့အဲ့ဒီပင်ပေါက်လေးကိုရေလောင်းပေါင်းတင်ပေးနိုင်ရင်နောက်တစ်ချိန်မှာအရိပ်ခိုလို့ရမယ်ဥစ္စာဒနာပင်ကြီးဖြစ်လာမှာပဲဒါကြောင့်ကိုယ့်ရဲ့ဝင်ငွေကိုနည်းသည်ဖြစ်စေများသည်ဖြစ်စေတစ်စိတ်တစ်ပိုင်းကိုကိုယ့်ရဲ့နောင်ရည်အတွက်ဒီနေ့ကစပြီးစုဆောင်းပြီးတော့လို့ပြောလိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့အာခတ်ဟာသူ့ဝင်ငွေရဲ့10ပုံတစ်ပုံကိုစပြီးစုဆောင်းပါတယ်အဝယ်စားသစ်တွေဝယ်ခြင်းတဲ့စိတ်ပွဲလန်းသပင်တွေမှာသုံးကျင်ဖြုံးကျင်တဲ့စိတ်တွေကိုကြိုးစားထိန်ချုပ်ပြီးအာခတ်ဟာငွေကိုရအောင်စုပါတယ်တနေ့ကြာပြီးတဲ့အခါအာခတ်စီကိုတထေးအေကာမေးရောက်လာပါတယ်ဘယ်လိုလဲကောင်းလေးမင်းဝင်ငွေရဲ့10ပုံတစ်ပုံကိုစုပြည့်ရလားအာခတ်ကဂုံယူဝင်ကြွားသွားနဲ့ကျွန်တော်စုပြည့်ပါတယ်လို့တထေးကြီးကိုပြန်ဖြေလိုက်တာပေါ့တထေးကြီးကဆက်မေးပါတယ်ကောင်းတယ်ကွဒါနဲ့အဲ့ဒီငွေတွေကိုမင်းဘာလုပ်ထားလဲကျွန်တော်အုပ်ဖို့သမားတယောက်ကိုပေးလိုက်တယ်ဗျသူကပင်လေရဲ့တစ်ဖက်ကမျိုးကိုသွားပြီးအဲ့ဒီဟာတန်ဖိုးရှိရဲ့ရတနာတွေကိုဝယ်မယ်ပြီးတဲ့အခါဒီမှာပြန်ရောက်မယ်လေအဲ့ဒီဟာရတဲ့အမြတ်ကိုကျွန်တော်တို့တယောက်တစ်ဝက်စီခွဲယူကြမှာလို့အာခတ်ကပြန်ဖြေလိုက်ပါတယ်တထေးကြီးကခေါင်းကိုအသာငိမ့်လိုက်ရင်လူဆိုတာခံရဘူးမှသင်္ကန်းသာရတာမျိုးကိုကွအုပ်ဖို့သမားကြောက်အကြောင်းကိုဘယ်လောက်သိမှမို့မင်းရဲ့ငွေတွေကိုသွားအပ်ထားရတာလဲနောက်ဆိုမြဲမြဲမှတ်ထားကြောင်းမြတ်အကြောင်းကိုသိခြင်းကြောက်အကြောင်းနားလဲတဲ့သူတွေစီကိုသွားသူ့အကြောင်းကိုသိခြင်းသိုးမွေးတဲ့သူတွေစီကိုသွားရမှာကွဒီတစ်ချိန်တော့ရှိသေးတော့
နောက်တစ်ချိန်ဒီလိုအမှားမျိုးမဖြစ်စေနဲ့လို့ပြောလိုက်ပါတယ်တထေးကြီးပြောတဲ့အတိုင်းပါပဲအခက်ငွေပေးလိုက်တဲ့အုပ်ဖို့သမားကိုတစ်ဖက်မြို့မှာရှိတဲ့လူတွေကပလင်းခွဲတွေကိုရန်နာဆိုပြီးလိန်ရောက်လိုက်ကြတာကြောင့်ငွေတွေဆုံးရှုံးသွားခဲ့ပါတယ်ဒါပေမဲ့အခက်ကငွေစုတဲ့အလေးချင်းကိုရထားပြီးဖြစ်တာကြောင့်စိတ်မပြတ်ဘဲငွေရဲ့10ပုံတစ်ပုံကိုဆက်စုပါတယ်နောက်တစ်နေ့ပြည်တဲ့အခါတထေးကြီးအေကာမဲဟာအခက်စီကိုနောက်တစ်ချိန်ရောက်လာပါတယ်ဘယ်လိုလဲကောင်းလေးတိုးတက်မှုရှိရဲ့လားလို့အခက်ကိုမေးလိုက်ပါတယ်တိုးတက်မှုရှိပါရဲ့တထေးကြီးကျွန်တော်ရဲ့ကိုယ်ပိုင်ငွေကြီးတွေကိုကျွန်တော်ဇွဲရှိရှိနဲ့စုဆောင်းခဲ့ပါတယ်အဲ့ဒီရလာတဲ့ငွေတွေကိုလည်းဒိုင်းလုတ်တဲ့သူတွေမှာအပ်ထားပါတယ်ဗျသူဟာဒိုင်းလုတ်ဖို့ကြီးဝါလိုတဲ့အခါတိုင်းကျွန်တော်ရဲ့ငွေတွေကိုကြီးဝါဝဲတယ်ရလာတဲ့ကြီးဝါတွေကိုဒိုင်းလုတ်ပြီးငွေပေါ်တဲ့အခါတိုင်းအတိုးမှန်မှန်ပေးပါတယ်လို့အခက်ကပြန်ဖြေပါတယ်ဒါဆိုမင်းရလာတဲ့အတိုးငွေတွေကိုရောမင်းဘာလုပ်လဲလို့တထေးကြီးကဆက်မေးပါတယ်ရလာတဲ့အတိုးငွေတွေကိုကျွန်တော်ရဲ့မိတ်ဆွေတွေနဲ့စားတော့ပွဲတွေလုပ်တယ်ပြီးတော့ကျွန်တော်လူကျင်တာလေးတွေဝယ်ပါတယ်လို့အခက်ကပြန်ဖြေလိုက်တဲ့အခါဒါဆိုမင်းရဲ့စုငွေတွေကမွေးဖွားလာတဲ့သားသမီးတွေကိုစားသုံးပြစ်နေတာပဲကွဒီတော့မင်းရဲ့ငွေတွေကဆက်ပွားဖို့မဖြစ်နိုင်တော့ဘူးပေါ့မင်းပထမဆုံးလုပ်တဲ့နာမင်းရဲ့ပွားများလာတဲ့ငွေတွေကိုထက်ခါပွားများလာအောင်လုပ်ရအောင်ပါကွနောက်ဆုံးမင်းရဲ့ငွေတွေကကြေးကျွန်နေလို့မင်းစီကိုငွေထက်ခါစီးဝင်လာအောင်လှုပ်ဆောင်ပေးနေပြီဆိုတဲ့အခါကျရင်မင်းကြိုက်တဲ့လောက်စားဝဲတွေကျင်းပပြီးတော့အဲ့ဒီအခါကုန်ခန်းသွားမှလည်းမင်းစိတ်ပူစရာမလိုတော့ဘူးလို့တထေးကြီးကပြောပါတယ်အခက်ဟာတထေးကြီးကြံပေးတဲ့အတိုင်းဆက်ပြီးကြိုးစားခဲ့ပါတယ်ဒီလိုနဲ့ငွေကြီးရဲ့အကြောင်းတေချာသာနားလည်လာတဲ့အခက်ကိုတထေးကြီးအေကာမဲကသူ့ရဲ့လူယုံတယောက်အဖြစ်သူ့ရဲ့လေယာမြေတို့စီမံခန့်ခွဲဖို့ခိုင်းစေခဲ့ပါတယ်နောက်ပိုင်းမှာတော့အခက်ဟာဘေဘီလုံးရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်တယောက်ဖြစ်လာခဲ့ပါတော့တယ်ဒီပုံပြင်လေးကနေဘာတွေကိုသိရှိနိုင်လဲဆိုတော့နံပါတ်1ကိုယ်ဝင်ငွေရဲ့တစ်စိတ်တစ်ပိုင်းဟာကိုယ့်ရဲ့ကိုယ်ပိုင်ဥစ္စာဖြစ်ရမယ်နံပါတ်2ကိုစုဆောင်းထားတဲ့ငွေကြေးဥစ္စာကိုတက်ကြွနားလည်သူတွေနဲ့တိုင်ပင်ပြီးပွားများလာအောင်လှုံ့ဆော်ရမယ်နံပါတ်3ပွားများလာတဲ့ငွေကြေးဥစ္စာတွေကိုသုံးစွဲမဖြစ်ဘဲတက်ခါပွားများလာအောင်ယင်းနှီးမြှုပ်နှံရမယ်ဒါတွေကတော့ဘေဘီလုံးမှာချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့စာအုပ်ထဲဟာတထေးကြီးအခက်ရဲ့ဘဝဇာတ်လမ်းလေးပါ